ဆက်လက်ပြီးစီစဉ်ရစာရေးဆရာမနုနုရီအင်းဝါမှာကျမဖတ်တဲ့စာကျမရေးတဲ့စာခေါင်းစဉ်ဖြင့်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်ဆရာမကြီးဟောပြောဝဲမစတင်မီဆရာမကြီးကိုရေးထုတ်ပတ်တီကိုဖတ်ကြားတင်ပြပါမယ်ရှင်အမည်ရင်းနုနုရီ18ရက်5လ1982ခုနှစ်မှာအင်းဝါမြို့မှာအဖဥပမောင်အမိဒေါ်တင်ရွှေတို့ကဝေးဖွားတန့်စင်ခဲ့ပါတယ်ရှင်။မာနီတက္ကသိုလ်ကသိပ္ပံသင်ကြားဘွဲ့ရန်ကုန်တက္ကသိုလ်ကအစာကြည့်တဲ့ပညာဒီပလိုမာသင်တန်းကိုတက်ရောက်ခဲ့ပါတယ်။စာပေလောကတွေကို1984ခုနှစ်မတ်လထုတ်ပေဘူးလွာမဂ္ဂဇင်းပါတမီလေးတစ်ထည်ဆိုတဲ့ဝတ္ထုတွေနဲ့စတင်ဝင်ရောက်ခဲ့ပါတယ်ရှင်။1993ခုနှစ်မြို့သားစာပေစုမြစိမ့်ပြကမာရွတ်လုံးကြီးဝတ္ထုရှင်နဲ့ရရှိခဲ့ပြီး2009ခုနှစ်အာရှစာပေစု The Man Asian Literary Prize 5 short letters စုကိုလည်းပြုံး၍လည်းကြော့ခံယူပါရဲ၍လည်းကြော့ခံတော်မူပါဆိုတဲ့ဝတ္ထုရှင်နဲ့ရရှိခဲ့ပါတယ်ရှင်အဲ့ဒီဝတ္ထုကို2008ခုနှစ်စက်တင်ဘာလမှာအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ Hyperion Books စာအုပ်တိုက်က အင်္ဂလိပ်လိုထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်ရှင်။နိုင်ငံတကာစာပေအနုပညာဆိုင်ရာဖိတ်ကြားချက်များအရ1998ခုနှစ်မှာအင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်2000ပြည့်နှစ်မှာအမေရိကန်ပြည်ထောင်စု Iowa တက္ကသိုလ်2003မှ2005အထိထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်2004မှာအင်္ဂလန်နိုင်ငံလန်ဒန်တက္ကသိုလ်2009ခုနှစ်မှာဟောင်ကောင်အာရှစုပြည်ပွဲ2008ခုမှာကိုရီးယားနိုင်ငံအမျိုးသားအနုပညာတက္ကသိုလ်2010ပြည့်နှစ်မှာအင်္ဂလန်နိုင်ငံလန်ဒန်မြို့မြမယဉ်ကျေးမှုအနုပညာပွဲတော်နဲ့စာပေဟောပြောပွဲတွေကိုတွားရောက်ခဲ့ပါတယ်ရှင်။ယခုချိန်ထိလုံးချင်းဝတ္ထုပေါင်း15အုပ်ဝတ္ထုတို့ပေါင်းချုပ်6အုပ်ခန့်ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့မှာမိသားစုနဲ့တူနေထိုင်တဲ့စာပေများကိုဆက်လက်ရေးသားလျက်ရှိပါတယ်ရှင်။ဆရာမဟောပြောမဲ့ခေါင်းစဉ်ကတော့ကျမဖတ်တဲ့စာကျမရေးတဲ့စာဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ရှင်။ဆရာမရှင်စာချစ်သူအပရိသအပေါင်းတို့တွေမှတ်ဖွယ်မှတ်ရာတုတ္တဖျားဖျားစာပေရေးရာများကိုဟောပြောပြပါရန်ယူသည်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်အနုပညာအစင်လာကြီးမားတဲ့တောင်ငူမြို့ကစာဖတ်ပရိသတ်များစာပေမိတ်ဆွေများအားလုံးနဲ့တွေ့ဆုံရတဲ့အတွက်ကျွန်မဝမ်းသာပါတယ်ပြီးတော့ကျွန်မတို့ဒီနေ့တစ်နေ့လုံးဂယုတစိုက်နဲ့ကျွေးမွေးပြုစုစောင့်ရှောက်ကြတဲ့တောင်ငူကစာပေဟောပြောပွဲကော်မတီနဲ့တကွမိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကျမရှိရခုနကျမအကိုကြီးဆရာဟိတ်လက်ဟောနေတဲ့အချိန်မှာတခဲနဲ့အားပေးနေကြတဲ့တောင်ငူစာဖတ်ပရိသတ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်အဲ့ဒီထဲမှာကျမလည်းသဘောကျပြီးတော့အောက်ကနေနားထောင်နေတာပါပဲဒါပေမဲ့နားထောင်ရင်းနဲ့ကျမမျက်ခုံးတော့နည်းနည်းလှုပ်တယ်ရှင်နေ့ဖက်ကကျမတို့ရန်ကုန်ပြန်လို့မှရပါမလားလို့နော်
ဘေးရန်လဲကားပေါ်မှာဂျာနေကျမဖတ်လာတာကိုအဲ့ဒီမှာဘာရေးထားလဲဆိုတော့စနေသားသမီးစကားအပြောဆိုဆင်ကျင်ပါတဲ့စကားမှားလိမ့်မည်တဲ့အဲ့ဒီဘေးရန်လဲကျမဖတ်လာတာကိုဒါပေမဲ့မပူပါနဲ့အဲ့ဒီမှာရေရလဲပါတယ်ရှင်ရေရကဘာလဲဆိုတော့ရေအေးတစ်ခွက်ကိုသာအားရပါရတောက်ချလိုက်ပါတဲ့အဲ့တော့ရေအေးတစ်ခွက်ကိုကျွန်မခုနအားရပါရတောက်ချပြီးဒီစင်မော်တက်လာတာပဲအဲ့တော့ယေရှုတင်ရမယ့်ထဲမှာဒီတောင်ကစာပေဟောပြောပွဲနဲ့ပတ်သက်လို့လဲအစဉ်လာရှိပါတယ်မှတ်မှတ်ရ80နဲ့9ခုနှစ်နော်ကျမစာရေးသက်3နှစ်ပဲရှိသေးတယ်89ခုနှစ်မှာတောင်ငူမှာဟောတဲ့ဟောပြောပွဲကိုပထမဦးဆုံးကျွန်မလာပြီးတော့ဟောဘူးပါတယ်အဲ့ဒီတုန်းကစာပေဟောပြောပွဲကို2ညလုပ်တဲ့မြို့ဟာတောင်ငူတစ်မြို့ပဲရှိပါတယ်အထက်ဗမာပြည်ကစာရေးဆရာကတညအောက်ဗမာပြည်ကစာရေးဆရာကတည2ညလုပ်ပါတယ်မှတ်မှတ်ရအဲ့ဒီတုန်းကရန်ကုန်ကစာရေးဆရာအနေနဲ့ကျွန်မအင်းဝသူမန္တလေးတက္ကသိုလ်ဆင်းမိမယ်ကျွန်မရန်ကုန်မှာရောက်နေတော့ရန်ကုန်ကစာရေးဆရာအနေနဲ့ဆရာနတ်နယ်ပါပါတယ်ကျမပါပါတယ်ခုနဆရာဟိတ်လန့်ပြောတဲ့ဆရာမောင်တော်ကမှတ်မှတ်ရပါပါတယ်မန္တလေးကဆရာဦးကိုလေးအင်းဝကုံကြီးနောက်ဆရာကန်းချွန်းကျမတို့အဲ့ဒီတုန်းက2ညဟောပြောပွဲအဲ့ဒီဟောပြောပွဲကိုဟောခဲ့ပါတယ်ပြီးတော့အမတ်တရဖြစ်တာကဒီကွင်းပြင်မှာပါကျုံးရဲ့ဘေးကကွင်းပြင်မှာပြိတ္တကြီးကလည်းနဲတဲ့ပြိတ္တကြီးမဟုတ်ပါဘူးနော်အစင်လာရှိပါတယ်တောင်တို့ကအခုဒီတဲ့ပို့ပြီးတော့9ရက်တိတိကျင်းပနိုင်တဲ့အတွက်ပို့ပြီးတော့ဂုဏ်ယူစရာကောင်းပါတယ်ဒါတဲ့အခု2011ခုနှစ် January မှာတောင်မှဟောဒီတောင်ကိုကျမတစ်ခေါက်လာပြီးတော့မောင်သားချိုရဲ့ဆရာ OBJ ရဲ့နဲ့ဟောခဲ့ဘူးပါတယ်ဒီဘုံမှုဖိုးကွန်လန်းကအလက3ကျောင်းလေးထဲမှာပါဟိုထူးထူးခြားခြားအလက3လေတန်းပြဆရာတွေကိုဟိုပူဇော်တဲ့အာစရိယပူဇော်ပွဲမှာကျမတို့3ယောက်အဲ့ဒီတော့တိတ်လဲလူမသိဘူးထင်ပါတယ်နော်ဒီရှိတဲ့ပြိတ္တကိုပဲကျမတို့ဟောပြီးတော့ပြန်သွားပါတယ်အဲ့ဒါနဲ့ဆိုလို့ရှိရင်3ချိန်ပေါ့နော်ကျမဒီကိုရောက်တာပါအဲ့တော့ဒီလူငယ်တွေအတွက်ဒီလောက်9ရက်တိတိနော်မျိုးဆက်တစ်စာဖတ်ပြိတ္တလူငယ်အတွက်ကျင်းပပေးနိုင်တာကိုလဲကျမကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့အခုချိန်မှာဂျားမှာစာပေဟောပြောပွဲဆိုတဲ့ဒီ activities လေးပေါ့နော်ဒါလေးပြတ်သွားတဲ့အတွက်တချို့မြို့ကလူငယ်တွေဟာစာပေဟောပြောပွဲဆိုတာဘာမှမသိပါဘူးကျမအခု10အောက်တိုဘာမှာလန်ဒန်စာပေဟောပြောပွဲမှာသွားတော့ကအဲ့ဒီကလေးတွေကိုစာပေဟောပြောပွဲလို့ကြေညာလိုက်တဲ့ချိန်မှာလန်ဒန်မှာရောက်နေတဲ့ကလေးတော်များများဟာဘာမှမသိဘူးရှင်သူတို့ဘာမှမသိပါဘူးဒီလာတော့လာတယ်လာပြီးတော့ဘသူတွေကိုမေးလဲဆိုတော့လူကြီးတွေကလာခိုင်းလို့သူတို့လာတာဒါပေမဲ့စာပေဟောပြောပွဲဆိုတာဘာလို့မှာတော့တဲ့သူတို့မသိဘူးเนาะပြီးတော့ကျမလက်ဗုဒ္ဓရောက်တော့ကရင်ရွာကစာပေဝါသနာရှင်တယောက်ပြောတယ်လို့ပေါ့ရှင်အဲ့ဒီကရင်ရွာစာပေဝါသနာရှင်ကဆရာမရဲ့တဲ့ကျွန်တော်တို့ရွာမှာလက်ဗုဒ္ဓကိုကြည့်ပြီးတော့ရွာမှာစာပေဟောပြောပွဲလုပ်ဖို့ပတ်စံကောက်တော့တဲ့ကျွန်တော်တို့ရွာချမ်းသာဆုံးလူကပြောတယ်တဲ့ဟေးလို့ပြောတယ်တဲ့မင်းစာပေဟောပြောပွဲကဆိုမလားကမလားဟေးလို့ပြောတယ်ဆိုမေကမယ်ဆိုလို့ရှိရင်တော့ငါပတ်စံ9000ထည့်လိုက်မယ်မဆိုဘူးမကဘူးဆိုလို့ရှိရင်တော့ပတ်စံတပြားမှမထည့်ဘူးလို့ပြောတယ်ဆရာမရဲ့နော်အဲ့ဒီလိုပေါ့ဟိုတချို့နေရာတွေမှာတချို့လူငယ်တွေဟာစာပေဟောပြောပွဲဆိုတာကိုသိတောင်မသိကြဘူးဘာလဲပေါ့နော်ကျမကအဲ့လိုစာပေဟောပြောပွဲမျိုးကိုကျုံခဲ့ဘူးတာဘယ်မှာလဲဆိုတော့မှတ်မေမြို့အခုပြင်ဦးလွင်ပေါ့ရှင်မေမြို့စစ်တက်ကတူဟောပြောပွဲကိုအဲ့ဒီဟောပြောပွဲမှာကျွန်မကြုံခဲ့တာ86ခုနှစ်ဆိုတော့ဒီကျွန်မစာရေးတက်က2နှစ်ပဲရှိသေးတယ်အဲ့ဒီအချိန်မှာအဲ့ဒီစာပေဟောပြောပွဲကို
သွားရတဲ့သူတွေကကျမနဲ့တွဲဟောရတဲ့သူတွေကဘယ်သူတွေလဲဆိုတော့အင်မတန်အဟောအပြောကောင်းတဲ့စာရေးဆရာတပိုင်းကျူရှင်ဆရာတပိုင်းလဲလုပ်တဲ့စာမော်ကွန်းဦးဝင်းခက်ဆိုတာနော်အခုတော့ပြင်မှာရောက်နေပါစာမော်ကွန်းဦးဝင်းခက်ရဲ့ပြီးတော့အခုအင်မတန်အဟောပြောကောင်းတဲ့ဘာကြီးမိုးလို့ကျမတို့ခေါ်တဲ့လေးလေးဦးမိုးသူလို့လည်းခေါ်တဲ့ဒရိုက်တာမောင်မိုးသူရဲ့နော်ဒီတဘာကြီးတွေကြားထဲမှာကျမအဲ့ဒီတော့ပါသွားတာဆိုတဲ့ခါကျတော့စိတ်ကလည်းကြောက်နေတယ်အဲ့ဒီပွဲဟာဒုတိယအကြိမ်မြောက်စာပေဟောပြောပွဲလဲကျမတို့ဖြစ်နေပါအဲ့တော့အဲ့ဒီချိန်မှာဒီစစ်တပ်တို့ခမ်းမကြီးတဲ့ကျမတို့ဝင်သွားတဲ့အချိန်မှာခုနကျမတို့ဆရာဦးဟိလက်တို့လာသလိုမျိုးဒီထဲကိုဝင်လာတဲ့အချိန်မှာဒီလိုပြိတ္တကြီးက hack နဲ့ဆိုကျမတို့အားရပါရတွေးလိုက်တာမျိုးမဟုတ်ဘူးအဲ့ဒီခမ်းမထဲကိုဝင်သွားတဲ့အချိန်မှာပြိတ္တကတယောက်မှမရှိဘူးနားထောင်မဲ့ပြိတ္တတယောက်မှမရှိဘူးသို့တော့ကျမတို့စာပေဟောပြောပွဲဟောရမှာဒီစင်မှာလဲနာမည်ရေးထားပြီးပြီငကူကမှကျမဒုတိယအကြိမ်မြောက်စာပေဟောပြောပွဲဆိုတော့ကြောက်ပါတယ်ဆိုနေမှာအဲ့ဒီချိန်မှာငင်းနေတော့ဝင်းလာကြတဲ့ချိန်ကျတော့ဒီကျောင်းအုပ်ဆရာကြီးကတော့အင်တန်တော်ပါတယ်စစ်တက်သူကျောင်းအုပ်ဆရာကြီးကကျမတို့ဆရာတို့ဆရာမတို့ခဏလေးစောင့်ပါဆိုပြောပြီးတော့ကျမအလကားနေရင်းနဲ့မိမြို့ရာသီဥတုကလည်းပါမှာပေါ့နော်လက်ဖြတ်ချိပြားတွေအေးနေပြီးတဲ့ချိန်ကျတော့မှ10မိနစ်လောက်နေတော့မှဘယ်ညာဘဲဆိုပြီးတော့သူတို့ကဝင်းလာတာဟုတ်နော်စီကန်းအရာပေါ့ဝင်းလာကြပြီးတော့ထိုင်ပြီးတာနဲ့တပြိုင်နက်တည်းခုနလိုကျမတို့ဒီပြိတ္တလိုမျိုးညိုးညံ့အတန်ဘာမှမထွက်ဘူးငြိမ်တိတ်ပြီးတော့မှအကုန်လုံးငြိမ်သွားတဲ့ခါကျတော့တော်ပါသေးတယ်ကျမအရင်မဟောရအောင်လေးလေးမိုးသူကဆရာမောင်မိုးသူကအရင်ဟောတဲ့ခါကျတော့ဆရာမောင်မိုးသူကဆရာ